စိတ်အယူပန်းတကားနတ်မြင်စုယူကံပွေစုံဝေဝုံဒီတကူတရံချာမှာအလှပြအလားပြူမူရာရင်ချီမျက်နှာလေးဝေကမြင်မောင်စိတ်ထဲသေးပွင့်လိုက်စုယူကံပွေစုံဝေဝုံဒီတကူတင်ရန်ချာမှာအလှပြားပြူမူရာရင်ချီမျက်နှာလေးဝေကမြင်မောင်စိတ်ထဲသေးပွင့်လိုက်စုဘုံကျိုးပြတ်မိုးနဲ့သူမြင်ရသူရှုမဝါလှမြင်စုစင်ပိုင်မိုးရီတွေ့စကူပင်ခိုင်ညွပေဖေးမကူစင်ပိုင်မိုးရီတွေ့စကူပင်ခိုင်ညွပေဖေးမကူမိဘမောင်အုပ်ထိန်ခြင်းမခင်လို့ဂျူလဲလမ်းမမီကန်တဲ့သူသိရှာရင်သနာမေ့ခြင်းနဲ့အချင်းနဲ့သိဆွေးရသူခွန်ရွှေနှုတ်တော်ကျူကျူလာမြင်စုသနာမောင်ကိုကဲယူကမွေဆုံးဝေဝုံတီတကူတိမ်ရန်ကြမှာလှပြားပြူမူရာရင်ချီမျက်နှာလေးဝေကမြင်မောင်စိတ်ထဲသေးဝင်လိုက်စုယူကံပွေဆုံးဝေဝုံတီတကူတိမ်ရန်ချာမှာအလှပြားပြူမူရာရင်ချီမျက်နှာလေးဝေကမြင်မောင်စိတ်ထဲသေးဝင်လိုက်စုဘုံကျိုးပြတ်မိုးနဲ့သူမြင်ရသူရှုမဝါလှမြင်စုကြည်လင်သောမျက်လုံးလေးနဲ့တစ်ဖက်လူသက်ရှုမအောင်ပြုံးလဲလို့မြူလာတော်မူချိုးသာသောစကားလေးများအရေးတယူပြောလာခဲ့ရင်အော်ကုသိုလ်ထူးမဲ့ဆိုရလေသည်လူကြည်လင်သောမျက်လုံးလေးနဲ့တစ်ဖက်လူအသက်ရှုမအောင်ပြုံးလဲလို့မြူလာတော်မူချိုးသာသောစကားလေးများအရေးတယူပြောလာခဲ့ရင်အော်ကုသိုလ်ထူးမဲ့
ဆိုရမယ်ဒီလူတောင်းတဆောင်ရတဲ့လူတနာကူညီတော်မူချစ်မိခမယ်မောင်ရွှေရင်ပူချစ်ရည်စင်ပြန်လို့ရဲ့နှစ်ပန်းကျူကျူမွေးပါလာမြင်စုယူကမွေဆုံးငွေဝန်းဒီတကူတည်ရကြမှာအလှပြာငါပြူမူရရင်ကြည်မျက်နှာလေးဝေကမြင်မောင်စိတ်ထဲသေးပွင့်လိုက်စုယူကမွေဆုံးငွေဝန်းဒီတကူတည်ရကြမှာအလှပြာငါပြူမူရရင်ကြည်မျက်နှာလေးဝေကမြင်မောင်စိတ်ထဲသေးပွင့်လိုက်စုဘုံကျိုးပြတ်မိုးနဲ့သူမြင်ရသူရှုမဝါလှမြ